အိတ်စဲမှာအသုံးဝင်တဲ့ user form အသုံးပြုနေလေးကျွန်တော်ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင်နာမည်လေးရိုက်လိုက်မယ်ပြီးရင်တော့လိပ်စာလေးရိုက်လိုက်ပြီးရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်လေးရိုက်လိုက်တယ်ဆေးလိုက်တယ်ဆိုရင်ဒီဘက် list box တွေကိုရောက်သွားမှာပဲဖြစ်ပါတယ်အဲ့လိုလုပ်တဲ့ပုံစံလေးကိုကျွန်တော်အစအနေဆုံးပြောပြပြီးတော့မှာပဲဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ရဲ့ sales ရဲ့အိတ်စဲ channel ရနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ user form နဲ့ data entry တွင်းပြီးတော့ list box တွေကိုအလိုလိုထည့်တဲ့နည်းကိုကျွန်တော်ပြပြပြီးတော့မှာပဲဖြစ်ပါတယ်ဒီ file လေးကိုလိုချင်နေဆိုရင်ကျွန်တော်စီလာပြောလို့ရပါတယ်ဒီ file လေးကိုကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ file လေးကိုအစအနေအဆုံးဆွဲတဲ့နည်းလေးကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး developer တက်လေးကို on ထားရမှာပဲဖြစ်ပါတယ်အကယ်၍ developer တက်မ on ရသေးဘူးဆိုရင်တော့ ribbon မှာ regularly လေးနေမယ် customize the ribbon အဲ့ဒီမှာကျွန်တော်တို့ developer တက်လေးကိုအမှန်ချစ်ပေးထားလိုက်ရင်တော့ရပြီပဲဖြစ်ပါတယ်အဲ့တော့မှ developer တက်တဲ့ကိုသွားလိုက်မယ် basic တွေကိုကျွန်တော်တို့သွားလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီကဝင်တွေကိုရောက်လာပြီပဲဖြစ်ပါတယ် insert တွေက user form လေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီပုံစံနဲ့လေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါကိုမှကိုလိုအပ်လို့အချင်းအကျယ်လေးလုပ်လို့ရတယ်ကျွန်တော်ဒီလောက်လေးထားလိုက်မယ်အကယ်၍အယောင်လေးပြောင်းရှင်နေဆိုရင်တော့ဒီမှာ property window ထဲမှာကျွန်တော်တို့အယောင်လေးပြောင်းရမယ် property window မရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့ view တွေကကျွန်တော်တို့ property window ကိုနှိပ်လို့ရတယ် F4 ကိုလည်းနှိပ်လို့ရတယ်အဲ့တိုင်းနှိပ်တယ်ဆိုရင်တော့ပေါ်လာမယ်ဒီမှာ back color ဆိုတာရှိပါတယ်အဲ့ထဲမှာကိုကြိုက်တဲ့အယောင်ရွေးလို့ရပါတယ်ကျွန်တော်ဒီအယောင်လေးပြန်ပြီးတော့ရွေးလိုက်မယ်ရွေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ run လိုက်တယ်ဆိုရင်ဒီမှာအစိမ်းရောင် button လေးနှိပ်ပြီး run လိုက်တယ်ဆိုရင် Excel ထဲမှာဒီပုံစံတိုင်းလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါကိုမှကျွန်တော်တို့လိုအပ်တဲ့ label တွေ text box တွေ list box တွေအဲ့ဒါတွေထည့်မှာဖြစ်ပါတယ်အဲ့လိုထည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အပေါ်ဆုံးမှာ tools box လေးရှိပါတယ်သူပုံစံလေးနဲ့ tools box လေးအဲ့ဒါလေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့တခုချင်းစီရဲ့အသုံးဝင်ပုံမသိဘူးဆိုရင်ကျွန်တော်ထောက်ထားလို့ရတယ်နာမည်လေးတွေပေါ်လာလိမ့်မယ် label ပထမဆုံးထည့်မှာဒီ label ဖြစ်ပါတယ် label တွေကျွန်တော်တို့စာတွေကိုကျွန်တော်တို့မြင်ရဖို့အတွက်ပြဖို့အတွက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ run လိုက်တယ်ဆိုရင်ဒီပုံစံတိုင်းလေးပေါ်နေမှာဖြစ်ပါတယ်အဲ့ဒါအောင်မှ label ကိုမှကျွန်တော်တို့ font size ကသေးနေတယ် font size ပြင်ချင်တယ်ဆိုရင် property window ခေါ်ပြီးတော့ကျွန်တော်တို့ဒီထဲမှာကျွန်တော် font နဲ့မှာကျွန်တော်တို့ font style တွေပြောင်းလို့ရတယ်ကျွန်တော်ဒီမှာ roman style လေးပြောင်းလိုက်မယ်ပြောင်းပြီးတော့ font size ကိုစနစ်လေးထားလိုက်မယ်အဲ့ဒါဆိုရင်တော့ဒီပုံစံတိုင်းလေးပေါ်နေမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့က data တွေထည့်မှာဆိုတော့ကျွန်တော်တို့ text box ထည့်မှာဖြစ်ပါတယ် text box ကဘယ်မှာလဲဆိုရင်ကျွန်တော်တို့ like တရားလေးဖြစ်ပါတယ်ဒီမှာ text box ဆိုရဲစာလေးပေါ်နေတယ် text box လေးကိုကျွန်တော်ဆွဲလိုက်မယ်ဆွဲပြီးတော့ကျွန်တော်ဒီထဲမှာကိုလိုအပ်တဲ့လောက်အချင်းအကျယ်လေးဒါလေးလည်းအချင်းအကျယ်လေးလုပ်လို့ရပါတယ်ကျွန်တော်တို့ကြိုက်လို့လုပ်လို့ရပါတယ်အဲ့ဒါလေးကိုမှကျွန်တော်တို့ font size လေးပြင်မယ်ဒါဒီပုံမှာ selection ပေးထားမှာဖြစ်ပါတယ်ကျွန်တော်ရွေးလိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာ text box ဆိုတာပေါ်နေတာဖြစ်ပါတယ်အဲ့ဒါကိုမှကျွန်တော်တို့ font ထဲမှာမှကျွန်တော်ဒီထဲမှာ roman လေးပဲရွေးလိုက်မယ်ပြီးရင်တော့7နှစ်လောက်ထားလိုက်မယ်ပြီးရင်တော့ okay ကျွန်တော်က name ထည့်မယ် address ထည့်မယ်ဖုန်းနံပါတ်ထည့်မယ်ဆိုတော့ကျွန်တော်တို့ကနောက်ထပ်မထည့်တော့ဘူးဒါလေးကို copy ကူးလို့ရတယ်ကျွန်တော်တို့ဒီကနေဒီ selection မောက်လေးနဲ့ပဲ selection ပေးလိုက်ပြီးတော့ keyboard ကနေ control ကိုဖိထားမှာဖြစ်ပါတယ် control လေးကိုဖိထားပြီးတော့ mouse လေးကိုဒီတိုင်းလေးပေါ်အောင်ထိစောင့်ပြီးတော့ကျွန်တော်တို့ဒီပေါ်မှာ selection ပေးလိုက်တယ်ဆိုရင်ဒီလေးပေါ်နေလိမ့်မယ်အဲ့အောင်မှာ control ဖိပြီးဆွဲလိုက်တယ်ဆိုရင်ဒီပုံစံတိုင်းလေးရမှာဖြစ်ပါတယ်နောက်တစ်ထပ်ဆွဲလိုက်တယ်ဆိုရင်ဒီပုံစံတိုင်းလေးပေါ်လာမှာဖြစ်ပါတယ်အဲ့တော့မှကျွန်တော်တို့ဒါလေးကိုပြောင်းလို့ရတယ်ကျွန်တော်တို့ဒါကိုနာမည်ပြောင်းမယ်ဆိုရင်ကျွန်တော်တို့ဒါလေးကိုနှစ်ချက်နှိပ်လိုက်တယ်ဆိုရင်တော့ဒီထဲကိုရောက်သွားမှာဖြစ်ပါတယ်အကယ်၍ကိုကဒီမှာတစ်ချက်ပဲနှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာစာလေးတွေပြင်လို့ရတယ်အကယ်၍အဲ့တိုင်းမနှိပ်တတ်သေးဘူးဆိုရင်ကျွန်တော်ဒါကို selection ပေးပြီးတော့ကျွန်တော်တို့ဒီထဲမှာ property window ထဲမှာကျွန်တော်တို့ဒီမှာ caption ဆိုတာရှိပါတယ် caption ထဲမှာကိုကြိုက်တာရေးလို့ရတယ် name လို့ရေးလိုက်မယ်ပြီးရင် enter ခောက်လိုက်တယ်ဆိုဒီမှာ name ပြောင်းသွားပြီဒါဆိုရင် address ကျွန်တော်တို့ caption ထဲမှာပဲ address address ကျွန်တော်တို့ဒါဖုန်းနံပါတ်ဖြစ်ပါတယ်ကျွန်တော်တို့ phone ဖုန်းနံပါတ်လို့ပဲကျွန်တော်အလွယ်လေးရိုက်လိုက်မယ်ဖုန်းနံပါတ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒါလေးကိုလိုအပ်တယ်လို့ကျွန်တော်တို့ရွှေ့လို့ရတယ်ရွှေ့ပြီး run လိုက်တယ်ဆိုရင်ကျွန်တော်တို့ Excel မှာဒီပုံစံတိုင်းလေးပေါ်နေမှာဖြစ်ပါတယ်အဲ့တော့မှကျွန်တော်တို့ save button လေးနှိပ်မယ်အဲ့တော့ save button ထည့်မယ် button ထည့်မယ်ဆိုတော့ tool box ကိုပြန်ခေါ်မယ်ကျွန်တော် save button လေးကကျွန်တော်ဒီမှာဒါလေးဖြစ်ပါတယ် command button ဆိုတာလေးဖြစ်ပါတယ် command button လေးကိုကျွန်တော်ဒီမှာကျွန်တော်တို့ဒီလောက် site လေးထားလိုက်မယ်ပြီးရင်ကျွန်တော်ဒါလေးကိုအယောင်ပြောင်းရှင်းနေဆိုရင်လည်းကျွန်တော်တို့ဒီနောက်မှကျွန်တော်တို့အယောင်လေးပြောင်းလို့ရတယ်ကျွန်တော်အယောင်လေးပြောင်းလို့ရတယ်ပြီးရင်တော့နာမည်ထည့်မယ်ကျွန်တော်တို့ caption မှာပဲထည့်မယ် caption မှာ command button ဖြစ်နေတယ်ကျွန်တော်တို့ save လို့ပဲပြောင်းလိုက်မယ် font size လေးကသေးနေတယ်အဲ့တော့ဒါကိုပဲ selection ပြန်ပေး font နဲ့ကကျွန်တော်တို့ဒီမှာ roman လေးကိုပဲယူလိုက်မယ်7နှစ်လောက်ပဲထားလိုက်မယ်အဲ့ဒါဆိုရင်တော့ save button ရသွားပြီကျွန်တော်တို့က save လိုက်တာနဲ့ list box ထဲမှာဒီဘေးနား list box ထဲမှာပေါ်ရှင်းတာဆိုတော့ list box ထည့်ရမယ် tools box ကိုပဲပြန်ခေါ်မယ်ပြန်ခေါ်ပြီးတော့ list box ကဘယ်ရလဲဆိုရင်ကျွန်တော်တို့ဒီမှာလိုက်ရွေးလိုက်မယ်ဒါလေးက list box ဖြစ်ပါတယ် list box လေးလို့ပေါ်နေတယ်ကျွန်တော်တို့ဒီလောက် site လေးကျွန်တော်တို့ရွေးထားလိုက်မယ်ရွေးပြီးတော့ကျွန်တော်တို့ဒီမှာဒါလေးကို run လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီပုံစံတိုင်းလေးအဲ့တော့မှကျွန်တော်နာမည်တွေထည့်မယ် address တွေထည့်မယ်ဖုန်းနံပါတ်တွေထည့်မယ်ဆိုရင်ထည့်ပြီးရင်ကျွန်တော်တို့ဒီ save နှိပ်လိုက်တာနဲ့ကျွန်တော်ဒီ web sheet ထဲမှာလည်း save မယ်ကျွန်တော်တို့ဒီ list box ထဲမှာလည်း save တဲ့နည်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ button လေးကိုနှိပ်လိုက်တာနဲ့ save မှာဆိုတော့ကျွန်တော်ဒီ button ထဲမှာကုတ်လေးအနည်းငယ်ရေးမယ်အဲ့တော့ကျွန်တော်တို့ကဒီ save button လေးကိုကျွန်တော်တို့နှစ်ချက်လေးနှိပ်လိုက်မယ်
နှစ်ချက်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီထဲကိုရောက်သွားပြီကျွန်တော်ဒီအောက်ကမလိုဘူးပဲဖြစ်ပါတယ်ကျွန်တော်ဒီ private set နဲ့ unset ထဲမှာရေးရမှာဖြစ်ပါတယ်ကျွန်တော်ကျေတော့ anna လေးခောက်ပြီးတော့ဆွဲချထားလိုက်မယ်ကျွန်တော်ဒီထဲမှာရေးမှာဖြစ်ပါတယ်ရေးမယ်ဆိုတော့ကျွန်တော်တို့ကဒီထဲမှာစိတ်မှာဆိုတော့ကျွန်တော်ခေါင်းစဉ်လေးတွေအရေးထားလိုက်မယ် name ရဲ့ address ရဲ့ကျွန်တော်တို့ဖုန်းနံပါတ်ရဲ့ဆိုပြီးတော့ဖြစ်ပါတယ်အဲ့ထဲမှာရေးမယ်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးဒီကျွန်တော်တို့ဝက်ရှိထဲမှာစိတ်မယ်ဆိုရင်ကျွန်တော်တို့ကသူတို့စိတ်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနောက်ဆုံး row ကိုအရင်ဆုံးရှာရမှာဖြစ်ပါတယ်နောက်ဆုံး row ကိုရှာဖို့အတွက်ဆိုရင်ကျွန်တော် variable name လေးတစ်ခုတက်မှတ်မှာဖြစ်ပါတယ် variable name ကဘာလဲဆိုရင်ကျွန်တော်တို့ကအဲ့ data တွေကို variable name နဲ့မှာတင်ထားမယ်တင်ပြီးတော့အဲ့ဒီ variable ကိုကျွန်တော်တို့ပြန်သုံးလို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါဘယ်လိုအခြေအနေတွေမှာလိုအပ်တာလဲဆိုတာကျွန်တော်တို့ပို့ပြီးတော့တည်လာလိမ့်မယ်အဲ့တော့အရင်ဆုံး variable လေးကျွန်တော်တို့တက်မှတ်ပေးလိုက်မယ်တင်ကျွန်တော်ကဒီမှာ variable name ကိုကြိုက်တာတက်မှတ်ပေးလို့ရတယ်ကျွန်တော်ကတော့ last row လို့ပဲတက်မှတ်လိုက်မယ် last row အဲ့ဒါကိုမှကျွန်တော်တို့ကဘယ် data type နဲ့လဲဆိုတော့ long data type နဲ့လည်းပဲကျွန်တော်တက်မှတ်လိုက်မယ် long data type long data type ကိုမှကျွန်တော်တို့ကlast row ကပဲ last row လို့ဆိုတော့ကျွန်တော် last row ကိုတက်မှတ်မယ်ညီမရှင်ကျွန်တော်တို့ကခုနောက်က data ထဲမှာရှိ1ထဲမှာဖြစ်ပါတယ်အကယ်၍ကိုကရှိ2ထဲမှာထဲမှာဆိုရင်ရှိ2ကျွန်တော်ရှိ1ထဲမှာထဲမှာဖြစ်တဲ့အတွက်ရှိ1ကျွန်တော်တို့က SAEED ရှိ1အဲ့ဒါကိုမှကျွန်တော်နောက်ဆုံး row ကိုစစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က range range rate ကိုမှကျွန်တော် queen ဖွင့်မယ်ကျွန်တော်တို့ဒီနောက်ဆုံး row စစ်တဲ့နေရာမှာကျွန်တော်တို့တခြားနည်းတွေအများကြီးရှိပါတယ်ကျွန်တော်သုံးနေကြပုံစံတိုင်းစစ်မှာဖြစ်ပါတယ်အဲ့ဒါမှ queen ဖွင့်ပြီးတပယ်ကုတ်ပြီးရင်တော့ A ကျွန်တော်တို့ဒီမှာ999ရေးလိုက်ရတယ်ကျွန်တော်တို့1000ရေးလိုက်ရတယ်ကျွန်တော်တို့1000ပြီးရင်တပယ်ကုတ်ပြန်ဖိတ်တော့ ENT and HR at ပြီးရင် .row ဒီကုတ်လေးကဘာကိုဆိုလို့လဲဆိုရင်ကျွန်တော်တို့ကနောက်ဆုံး row ကိုဘယ်လိုစစ်လဲဆိုရင်ကျွန်တော်တို့က A 1000ကနေစစစ်တာဖြစ်ပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ data တွေစစ်သွားတယ်ဆိုရင်1000တိပဲစစ်မှာဖြစ်ပါတယ်ကျွန်တော်တို့A 1000မှာကျွန်တော်တို့ဒီ A မှာ selection ပေးလိုက်တယ် keyboard ကနေ control Alt လေးနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာအလုံးမဖြစ်တဲ့ row ရောက်သွားပြီကျွန်တော်ဒီနောက်မှာတန်ဖိုးလေးတစ်ခုထားလိုက်မယ် control Alt နဲ့ဆိုရင်ကျွန်တော်ဒီမှာလာပြတာဖြစ်ပါတယ်အဲ့ဒီလိုပုံစံမျိုးလေးအလုပ်လုပ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော် A 1000ကနေလမ်းစစ်တာဖြစ်ပါတယ် A 1000ကနေလမ်းစစ်တော့ကျွန်တော်တို့ကဒီမှာဘာလုပ်ပေးရမလဲဆိုပလန်1ပေါင်းပေးရမှာဖြစ်ပါတယ်ခုနောက်ကကျွန်တော်တို့ဒီမှာ selection ပေးလိုက်တယ် control Alt လေးနှိပ်လိုက်ဆိုရင်ကျွန်တော်တို့ကဒီ row ကိုခုနောကကိုစားပြုပါတယ်ခုနောကဒီအလုံးမဖြစ်တဲ့ row ကိုစားပြုတယ်ကျွန်တော်တို့ကဒီမှာအလုံးမဖြစ်ဘူးဆိုရင်ဒီမှာမစေဘူးအောက်တစ်ကြောင်းမှာစေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာပလက်1လေးပေါင်းပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ left row ရှာတာရသွားပြီပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့က user form တွေက value တွေကိုကျွန်တော်တို့က Excel ထဲမှာစိတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ user form ဆိုတာပေါ်နေမယ်ဒါကိုနှစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒါဆိုရင် text box 1ဖြစ်ပါတယ်ဒါဆိုရင် text box 2ဖြစ်တယ်ဒါဆိုရင်ဒီမှာ text box 2ဖြစ်ပါတယ်ကျွန်တော် name တွေကိုတော့မပြောင်းတော့ဘူးကျွန်တော်တို့ကစိတ်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ sheet A မှာဆိုရင်ကျွန်တော်တို့က text box 1တန်ဖိုးစေမယ် B မှာဆိုရင်ကျွန်တော်တို့ကtext box 2တန်ဖိုးစေမယ် C မှာဆိုရင် text box 2တန်ဖိုးစေမယ်အဲ့လိုကုတ်လေးရေးမှာဖြစ်ပါတယ်အဲ့တော့စေတဲ့ကိုသွားလိုက်မယ်သွားပြီးတော့ကျွန်တော်တို့ကဘယ်ထဲမှာစေမှာလဲဆိုတော့ sheet 1ရဲ့ range ကျွန်တော်က rate ပြီးရင်ကျွန်တော်က queen ဖွင့်မယ်ပြီးရင်တပယ်ကုတ်ဖြစ်ပါတယ်ပြီးရင် A ရေးရမှာဖြစ်ပါတယ်ပြီးရင်တော့ A1 A2 ရေးတယ်ဆိုရင်ကျွန်တော်ဘယ်လိုဖြစ်သွားမလဲဆိုရင် A1 ဆိုရင်ကျွန်တော် A1 မှာပဲထက်ကဆင်းနေမှာဖြစ်ပါတယ်ကျွန်တော်ကအဲ့လိုမတက်မှတ်ဘူးကျွန်တော်ကဒီမှာအပေါ်မှာ variable name လေးတက်မှတ်ပေးထားတယ်အဲ့ဒါက last row ဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ကဒီမှာ variable name မတက်မှတ်ဘူးဆိုရင်ကျွန်တော်တို့ကဘယ်လိုရေးရမလဲဆိုရင်ကျွန်တော်တို့ကဒီကုတ်ကြီးကိုကျွန်တော်တို့ကဒီကုတ်ကြီးကိုကျွန်တော်တို့ကဒီနားလေးမှာလာပြီးတော့ထည့်ပြီးတော့ရေးနေရမှာဖြစ်ပါတယ်အဲ့ဒါအတွက်ကြောင့်ကျွန်တော်တို့က variable name ကိုတက်မှတ်ပေးရတာဖြစ်ပါတယ် variable name ကျွန်တော်တို့ last row တက်မှတ်လိုက်ခြင်းအပြင်ကျွန်တော်တို့ကဒီမှာ last row လို့ရေးရုံပဲဖြစ်ပါတယ်အဲ့လိုပုံစံမျိုးလေး variable name တက်မှတ်တာဖြစ်ပါတယ်ဒီကုတ်ကဆိုလို့ရှိရင်ကျွန်တော်တို့ A1 လည်းမဟုတ် A2 လည်းမဟုတ်ကျွန်တော်တို့ကအရင်ဆုံးသူအလွတ်ဖြစ်တာမှဖြစ်တာကိုစစ်မယ်ကျွန်တော်တို့ကဒီမှာအလွတ်မဖြစ်ဘူးဆိုရင်ကျွန်တော်ဒီမှာလာစေမယ်ပြီးရင်ပလက်1ပေါင်းတဲ့အတွက်ဒီမှာလာစေမယ်ပြီးရင်နောက်တစ်ခါပြန်စေမယ်အဲ့လိုတွေထပ်ပေါင်းထည့်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က A column ရဲ့ last row value မှာ dot value မှာကျွန်တော်တို့ကဘာတန်ဖိုးထည့်မှာလဲဆိုတော့ခုနက touch box 1တန်ဖိုးထည့်မှာဖြစ်ပါတယ် touch box 1 dot value ဖြစ်ပါတယ်ကျွန်တော်တို့က user form လေးကိုတွားလိုက်တယ်ဒီမှာ touch box 1 touch box 1တန်ဖိုးထည့်မှာဖြစ်ပါတယ် touch box 2 B မှာဆိုရင် touch box 2ပြီး C မှာဆိုရင် touch box 3ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါလေးကို copy ကူးပြီးတော့အမြန်ရေးလိုက်မယ် control C ပြီးရင်ဒီအောက်မှာရေးမယ် control V နောက်ထပ်ကျွန်တော်တို့ဒီ sheet 1မှာပဲ sheet 1ရဲ့ B column မှာပဲကျွန်တော်တို့က touch box 2တန်ဖိုးလေးထည့်မှာဖြစ်ပါတယ် touch box 2ကျွန်တော်တို့ကနောက်ထပ် C column မှာဆိုရင်ကျွန်တော်တို့က C column မှာဆိုရင် touch box 3တန်ဖိုးထည့်မှာဖြစ်ပါတယ်အဲ့တော့မှကျွန်တော်ဒီကုတ်လေးကိုကျွန်တော်စမ်းပြီးတော့ run လိုက်မယ်ဆိုရင်အစိမ်းရောက်ဘတ်တက်လေးနှိပ်လိုက်တယ်ဆိုရင်ရပြီကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရှီထဲကကျွန်တော်တို့ဒီတန်ဖိုးလေးကိုအရင်ဆုံးကျွန်တော်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ကျွန်တော်တို့ဒါလေးကို run လိုက်မယ် run ပြီးတော့ကျွန်တော်ဒီမှာအောင်ဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ်ပြီးရင်လိပ်စာကကျွန်တော်တို့ Mandalay ဖုန်းနံပါတ်က39
ပြန်လေးထည့်လိုက်မယ်ပြီးရင်တော့စေးနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာ Excel ထဲမှာတိုးလာပြီပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ထပ်နှိပ်တယ်ဆိုရင်ဒီမှာတစ်ကြောင်းပြီးတစ်ကြောင်းတူကအဲ့လိုပုံစံမျိုးလေးစေသွားတာဖြစ်ပါတယ်ကျွန်တော်စိတ်သွားပြီမယ်ဒီ touch box တွေကတံမိုးတွေကတော့မပြတ်သွားဘူးပြတ်အောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကစေးတွေကိုပြန်သွားမယ်စေးတွေကိုနှစ်ချက်နှိပ်ပြီးပြန်သွားမယ်ကျွန်တော်တို့ရဲ့ VBA မှာကုတ်တွေကတစ်ကြောင်းချင်းစီအလုပ်လုပ်တာဖြစ်ပါတယ်ပထမဆုံး left row ကိုရှာတယ်ရှာပြီးတော့ A မှာ touch box 1တံမိုးထည့်တယ်အဲ့တစ်ကြောင်းထည့်ပြီးသွားရင်သူက B မှာထည့်တယ် C မှာထည့်တယ်အဲ့လို C မှာထည့်ပြီးသွားရင်ကျွန်တော်တို့ကအဲ့ touch box တွေအလုပ်ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ touch box တွေက touch box 1 touch box 2 touch box 3ဖြစ်ပါတယ်အဲ့တော့ touch box 1.value ကိုကျွန်တော်တို့ကအလွတ်လို့ရေးလိုက်မယ်ကျွန်တော်တို့က CD စိတ်ပြီးတော့ဆိုရင် touch box 1အလွတ်ဖြစ်သွားမယ်ပြီးရင် touch box 2ကလည်းကျွန်တော်တို့အဲ့ဒါအလွတ်ဖြစ်သွားမယ်ပြီးရင် touch box 2ကလည်းကျွန်တော်တို့အလွတ်ဖြစ်သွားမယ်အဲ့လိုမျိုးကျွန်တော်တို့ဆိုလို့ချင်းဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ code လေးကိုပြန် run လိုက်မယ် run လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်မောင်းဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ် address ကရန်ကုန်ကျွန်တော်တို့ဖုန်းနံပါတ်လေးထည့်လိုက်မယ်ထည့်ပြီးရင်ကျွန်တော်တို့ save လိုက်မယ် save လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာမောင်းဝင်သွားပြီကျွန်တော်ဒီထဲမှာမရှိတော့ဘူးအဲ့လိုပုံစံမျိုးလေးအလုပ်လုပ်သွားပြီပဲဖြစ်ပါတယ်အဲ့ဒါကိုမှကျွန်တော်တို့ကစေးနှိပ်လိုက်တာနဲ့ Excel ထဲမှာစေးရုံနဲ့မဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီ list box ပါလဲ auto လာပြအောင်ပြုလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော် list box လေးကိုရှင်းရမယ် list box မှာလာထည့်ရမှာဖြစ်ပါတယ် list box မှာလာထည့်မယ်ဆိုတော့ကျွန်တော်ရှေ့ဗီဒီယိုမှာတော့ list box တွေကို name rate ပေးပြီးတော့ထည့်တာဖြစ်ပါတယ်ဒီထဲမှာကျတော့ကျွန်တော်ကုတ်နဲ့ရေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါလေးကို run လိုက်တယ်ဆိုရင်ကျွန်တော်ဒီထဲမှာအလိုလိုပေါ်အောင်ပြုလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကုတ်လေးရေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာစေးလေးထဲမှာပဲရေးမှာဖြစ်ပါတယ်စေးလေးထဲမှာကျွန်တော်တို့ဒီမှာလဲနောက်ဆုံး row ကိုရှာရမှာဖြစ်ပါတယ်ကျွန်တော်တို့ကနောက်ဆုံးအလုံးမဖြစ်တဲ့ row ကိုရှာပြီးတော့ကျွန်တော်တို့ဒီတန်ဖိုးတွေကိုကျွန်တော် list box ထဲမှာပြချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနောက်ထပ် variable name တစ်ခုတက်မှတ်ရမှာဖြစ်ပါတယ် variable name မတက်မှတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ code ကိုကျွန်တော်တို့ကဒါတရားအားလုံးကြီးသူ့သေးရေးနေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီလိုတော်တော်လေးမှတ်ပြီးတော့ကျွန်တော်တို့ variable name ကိုအသုံးပြုမှာဖြစ်ပါတယ်ဒီကျွန်တော်တို့က less လို့ပဲတက်မှတ်လိုက်မယ် less as long လို့ပဲတက်မှတ်လိုက်မယ် long ကိုလည်းကျွန်တော်တို့အဲ့တိုင်းပဲကျွန်တော်တို့ကဒီညီမချင်းကျွန်တော်တို့က sheet 1ရဲ့တန်ဖိုးတွေကိုပြချင်တာဖြစ်တဲ့ sheet 1.rate ကျွန်တော်တို့ a1000 ပြီးရင် double code.ent and hr@rowကျွန်တော်တို့ဒီမှာကျတော့ flat 1မလို့တော့ပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒါကစိတ်မှာမဟုတ်ဘူးဒါကစိတ်တာဖြစ်ပါတယ်စိတ်တော့တစ်ကြောင်းပြီးတစ်ကြောင်းစိတ်တော့မှာဖြစ်ပါတယ်ဒါကကျတော့ကျွန်တော်တို့က list box ထဲမှာပြမှာဖြစ်ပါတယ် list box ထဲမှာပြမှာကျွန်တော်တို့ကဒီနောက်ဆုံး row ထိပြမှာဘယ်ကနေလဲဆိုတော့ A2 ကနေဒီနောက်ဆုံး row ထိပြမယ်လို့ကျွန်တော်တို့ကဆိုလို့ရှိမှဖြစ်ပါတယ် A1 ကနေပြရပါတယ်ကျွန်တော် A2 ကနေပြနိုင်မယ်ကျွန်တော်တို့ဒါကို heading အနေနဲ့ပေါ်ထားလိုက်မယ်ပြီးတော့ကျွန်တော်တို့က list box ထဲမှာထည့်မှာဖြစ်ပါတယ်အဲ့ဒီ list box ကကျွန်တော်တို့ဘယ်ထဲမှာရှိတာလဲဆိုရင် user form 1ထဲမှာရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရေးမှာဒီစေထဲမှာပဲကျွန်တော်တို့က user form user form 1 dot ကျွန်တော်တို့အဲ့လိုတော့ရိုက်လိုက်တယ်ဆိုရင်အကယ်၍မှန်တယ်ဆိုရင်ကျွန်တော်တို့နောက်မှာ DN လေးပေါ်နေလိမ့်မယ်အကယ်၍ကျွန်တော်တို့ဒီမှာ user form အဲ့ဆိုရင်အတိုင်းလေးမှားနေတယ်ဆိုရင်တော့ကျွန်တော်တို့ဘာမှပေါ်မှာမဟုတ်ပါဘူးအဲ့တော့ user form 1 dot ကျွန်တော်တို့က list box 1ဖြစ်ပါတယ် list box 1ရဲ့ row ဆိုကျွန်တော်တို့က data ထည့်မှာကျွန်တော်တို့ဒီမှာ row ဆိုနဲ့ကိုစားပြုပါတယ်ကျွန်တော်တို့အရင်ဗီဒီယိုမှာဒီ list box ကို data ထည့်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာ row ဆိုထဲမှာထည့်တာဖြစ်ပါတယ်အဲ့တောင်မှကျွန်တော်တို့ကကုတ်နဲ့ရေးတဲ့အတွက်ကျွန်တော်တို့ကဒီနောက်မှာ row ဆိုဖြစ်သွားတာဖြစ်ပါတယ် row ဆိုပြီးရင်တော့ညီမချင်းဘယ်တွေကတန်ဖိုးထည့်မှာလဲဆိုတော့ sheet 1နဲ့တန်ဖိုးထည့်မှာဖြစ်တဲ့အတွက်ကျွန်တော် row ဆိုထည့်တဲ့အခါမှာတော့ကျွန်တော်တို့ဒီမှာ data မှာကျွန်တော်တို့ double code နဲ့အရင်စပါတယ် double code CED sheet 1ပြီးရင်တော့ကျွန်တော်တို့ explanation map ဖြစ်ပါတယ် explanation map ပြီးရင်တော့ကျွန်တော်ဘယ်ကနေပြချင်တာလဲကျွန်တော်တို့ကဒီမှာ A2 ကနေ C ကျွန်တော်နောက်ဆုံး row ထိပြချင်တာဖြစ်ပါတယ်ကျွန်တော်ခေါင်းစဉ်ကိုတော့တက်ဖယ်ထားလိုက်မယ်ကျွန်တော် A2 ကနေကျွန်တော်တို့က C နောက်ဆုံး row ထိပြချင်တာဖြစ်တဲ့အတွက်အကယ်၍ C တန်းလို့ရေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ C တန်းထိပဲပြနေမှာဖြစ်ပါတယ်ထပ်တိုးတာရှိရင်သူကမပြတော့ဘူးအဲ့တော့ကျွန်တော်တို့ကနောက်ဆုံး row ထိပြချင်တာဖြစ်တဲ့ double code နဲ့ပြန်ပေးပြီးရင်တော့ alpha sun လေးနဲ့ set control ရဲ့ကျွန်တော်တို့7ရဲ့ alpha sun နဲ့ set ပြီးရင်တော့ less ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ code လေးအလုံးလို့လားမလို့လားကျွန်တော်တို့တစ်ချက် run လိုက်မယ် run လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာနာမည်လေးတွေကျွန်တော်အမြန်လေးထည့်လိုက်မယ်အောင်ဆိုပြီးတော့ပဲကျွန်တော်ထည့်လိုက်မယ်ပြီးရင်တော့ manually ဖုန်းနံပါတ်လေးထည့်လိုက်မယ်ပြီးရင်တော့ save နှိပ်လိုက်မယ် save နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီပုံစံတိုင်းလေးပေါ်နေမှာဖြစ်ပါတယ်ကျွန်တော်နာမည်တွေတော့ပေါ်တယ်ကျွန်တော်တို့ဒီမှာ address တွေမပေါ်ဘူးဖုန်းနံပါတ်တွေမပေါ်ဘူးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်အောင်လဲဆိုရင်ဒါလေးကိုပြန်ပေးလိုက်မယ်ပေးပြီးတော့ကျွန်တော်တို့ list box ကို selection ပေးရမှာဖြစ်ပါတယ် list box မှာကျွန်တော်တို့ရဲ့ column တွေကျွန်တော်တို့3 column ဖြစ်ပါတယ်ခုနောက်ကနာမည်တွေပဲပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ column ကောက်မှာ3လို့ရေးရမှာဖြစ်ပါတယ်3ပြီးရင်တော့ကျွန်တော်တို့က header ကိုမဖော်ထားဘူးအဲ့တော့ list box ကိုပဲ selection ပေး property window တွေကကျွန်တော်ဒီမှာ column head ဆိုတာကျွန်တော်တို့ true ပေးထားလိုက်တယ်ဆိုရင်ကျွန်တော်ဘယ်လိုအလုပ်လုပ်လဲကျွန်တော်တစ်ချက်ကြည့်မယ်ကျွန်တော်ဒါလေးကိုလည်း font လေးပြောင်းမယ်ဆိုတော့ကျွန်တော်ဒါလေးကို list box ကို selection ပေးပြီးရင် font နဲ့ကကျွန်တော်ဒီမှာ roman လေးကိုပဲ font size 7လောက်နဲ့ထားလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ run လိုက်မယ် run ပြီးတော့ကျွန်တော်နာမည်အသစ်ထည့်မယ်ကျွန်တော်တို့ဒီမှာအောင်ရဲ
ပြီးရင်တော့ Mandalay ဖုန်းနံပါတ်ကကျွန်တော်တို့ဒီမှာဖုန်းနံပါတ်လေးထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့စေနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာအားလုံးပေါ်လာပြီပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်နေတူဆိုပြီးတော့ပဲထည့်လိုက်မယ် address ကကျွန်တော်တို့ဒါရန်ကုန်ပြီးရင်ဖုန်းနံပါတ်ကကျွန်တော်တို့အဲ့ဒါလေးထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့စေနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာနေတူလာပြီပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုပုံစံမျိုးလေးပြုလုပ်ရတာဖြစ်ပါတယ်အကယ်၍ဒီ file ကိုလိုချင်နေဆိုရင်ကျွန်တော်စီလာပြောထားလို့ရပါတယ်ကျွန်တော်ဒီ file လေးကို free မျှဝေပေးမှာပဲဖြစ်ပါတယ်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်